拖家，还有辣，啊，我看辣，好吧，拉路瓜。好了不好？俺还里边面了，我这身上没面了。ရပါတယ်ဗျာဒီကောင်းစားနေကြအေးဟိုမှာစီစဉ်ရှိက9နိုင်လေးကိုမေးပြီးတော့မေး 俺ဆိုင်没里， ဟာလားအေးမင်းကြီးဟိုမှာလမ်းညွှန်လိုက်လို့မနေ့ရောက်တယ်ကျင်းရန်ကုန်မှာတော့ငါနဲ့အတူတူလိုက်ခိုးသလူနဲ့လုံနေတာကိုကကောင်းစားနေဟမ်ဒီဘာလုံ 没搞啥路没有， အင်း 俺也啥他的带呢，别人别人的俺好俺老有啥了哩， ဟုတ်တယ် 别人别人的， မင်းဘေးရင်ဟောတယ်လို့ 哎呀，后背后干我多少嘛， အော်အေး 别人多我嘛， အမေ 没啥的把俺后背来了呀， အမေ 用了， မယုံတော့ 哎呀，没用都没有，别人我没用都没有，你嘛，好多人骂过啊，别人别人也别人是也帮那里看看呢，把我米的， အော် 表变没，别说别啊，别啊老弄没破了。 အင်း ဒီမှာဖယားရဲ့လက္ခဏာရေးဖတ်တဲ့ဘေးရင်စီကပုံနာ9ယောက်ရှိ ပါပရေးလေလို့8ယောက် ဒါနောက်3ယောက်ကထပ်လာမှာစကားကိုစုံတာနော်10ယောက်ရှိတယ် အင်း ဒီထဲမှာဒီကိုတင်မြဆိုတဲ့ပုံနာဖယားရဲ့ဇာတာကိုတိုက်ရိုက်ဟိုးတာ အော် ဒီမင်းသားလေးက အင်း ဖယားစင်စစ်ဧကန်ဖြစ်လိမ့်မည်လို့ဟိုးတာကိုတင်မြဆိုတဲ့ပုံညာမင်းကလေသူ့ရဲ့ဘေးရင်ပညာကိုဘယ်လောက်ထိယုံကြည်လဲဆိုတော့မြတ်စွာဘုရားရှင်တိုးမတွက်ခင်ကလေးက အင်း မိဂရာဝန်တိုးကိုသွားပြီးတော့ဘုရားရှင်ကိုစောင့်နေတာ အော် ဘုရားရှင်ကဒီဘုရားတိုးထွက်ပြီးတော့မှမိဂရာကိုတိုးထဲမှာဒုက္ခရစီယာကို6နှစ်ကျင်းပြီးတော့ဘုရားလေးဖြစ်ရော အင်း ပထမဦးဆုံးဓမ္မစကြာတရားကိုဟောတဲ့ အော် ပင်စောက်ဝိ9ဦးထဲမှာဒီကိုးတင်ညယဟန်ဆိုတာအဲ့ဘုရားကိုလက္ခဏာဖတ်တဲ့ပုံသားပဲလေကွာမင်းကလေ အော်ဒါဆိုမင်းတို့ဘေးရင်ပညာလည်းမယုံလို့မရ မယုံလို့မရဘူးလေ အော် ဒါပေမဲ့မင်းကလေအခုနောက်ပိုင်းဘေးရင်ပညာတွေကလေတိမ်ကိုပြောက်ဝင်လာတယ်ကွာတချို့ဘေးရင်ဆရာတွေကတိတ်မမှန်ကြဘူးနော်တွေ့ကြရဘေးရင်ဆရာတွေရှိမှလူကမေးကြတော့ဘေးရင်ပညာတိမ်ကိုပြောက်ပေါ်တော့တာတပြိုင်ငါတို့ကောင်းကောင်းဟိုးတဲ့ဘေးရင်ဆရာရှိမှလူတွေကမပူဆိုကြတော့ကွာချတာပေါ့ အေးဒါဘောဒါမင်းတို့ဘာပုံလဲ ဟိုကလေအင်္ဂုလိမာနဲ့ပုံသားဆို ဘာဝဲအင်္ဂလိပ်မှာဘောကောတင်ညာပုံတာမင်းခုနမှာပြောတာလေ ငါမလေးချက်ထားတာမင်းကပောက်ရချက်မမင်းဘူး မင်းတက်လို့လောက်ကြတာမမြင်နိုင် ဟဲ့ရောအဲ့ဒါငါခန္ဓာလေငါခန္ဓာငါတော့ဒီပညာတွေလေးလာလိုက်စားနေရတာပညာဆိုတာဆုံးကန်းတယ်လေဆိုတာမရှိဘူးအမေကစူးစမ်းနေရတာဖတ်ချက်မှတ်နေရတာတို့ပေါ့ ဒီအတော်တိတ်မှာဒီလိုတိုက်နေတာနဲ့စိုက်နေပါလိပိုက်နေဆိုတော့မင်းဒီဘေးရင်ပညာကြောင့်လား ဟဲ့ဘေးရင်ပညာရဲ့ကြောင့်တော့တက်တော့မပြောနိုင်ဘူး အော် မင်းနဲ့ငါပြေးရိုက်လွှိုင်းနဲ့လမ်းခွေးပြီးတော့ငါမန်းလေးရောက်လာတယ် အေး ကျတော့ငါလေးစားမေးတော့အမျိုးနဲ့ငါလိုက်ပြလိုက်သွားနေတဲ့အချိန်မှာဟိုငါတို့ကဗုဒ္ဓဘာသာလေဆိုတော့ကွာ ဖះကိုရှိခိုးပြီးတော့ငါတလုံးစုပ်စားရည်စုတောင်းမယ်ဆိုပြီးတော့မဟာမြောင်လေးဖះကြီးကိုသွားတာ ဖရာကြီးရော အဲ့မှာဒီဘိုးတော်ဘာနဲ့တွေ့တယ် အော် ဒီဘိုးတော်ကငါ့ကိုတနာပြီးတော့သူ့ရဲ့ဘေးလေးပညာလေးအနေချင်းတင်ပေးလိုက်တော့ငါအိုင်းထဲမှာပညာလေးတွေလေးလာဆေးပြီးတော့မှဖြန့်ဝေခိုင်းတာကွာ ဖြန့်ဝင်အဲ့ဒါနဲ့တတိဖြစ်တာ မဖြစ်ဘူး မဖြစ်သေးဘူး မဖြစ်သေးဘူးလွန်ခဲ့တဲ့ရေပေါင်း20လောက်ကမှမင်းလေဟိုကအသက်28နှစ်လောက်ရှိတဲ့အပြိုကြီးရွှေတိုးလေးငွေတိုးလေးနဲ့ဘိုးစီ အောင်မ ငါသူ့ရဲ့ဇာတာကိုတွက်ချက်ပြီးတော့မင်းဟိုးပလိုက်တာတန်းမနေတန်းကနေပဲ ဟာ ဒီနေ့သူ့ရဲ့အတွက်မှာအိမ်တော်ကြကိတ်ရှိရတော့ငါဟိုးပလိုက်တာ ဟုတ်လား ဟွန်း အော်အဲ့ဒါနဲ့ ရောက်လာတယ် အိမ်အောင်ကြတော့လို့မျိုးလာကြော့တာ မချရ ဟုတ် ဟုတ်လေအဲ့ဒါငါယူလိုက်ရတယ်လူမငါပညာမမှန်ဘူးပြင်မှာပေါ့မင်းအဲ့ဒါသူ့ရဲ့ပိုင်ဆိုင်မှုတွေဒါငါအိမ်တော်ဖြစ်ဖြစ်နေ အော် ဟုတ်တယ်အဲ့မှာရောင်းနေတာငါမိမပဲအဲ့ဒါဘိုးစီမ နှစ်ယောက်ရောင်းနေတာ အေးရောင်းနေဟောင်းနေ ဟုတ်ဒါနဲ့အဲ့ဒါအသာထားမင်းအခုလောဆယ်ကောင်းသားနေပြီဆိုတော့ကွာမဟုတ်ပတ်စံလေး320လောက်ကွာမတီးပြီးလိုက်ဆမ်း Oh no မလည်းမလေးမှာချီချခြင်း ဟာ လို့သားမှာကွာ မင်းအဲ့စိတ်ကိုဖြုံးမှရ ဟာ ဟာအစွန်းအစကိုအစွန်းအစကိုလက်တွေအသုံးချရမယ်လေ ဟော မင်းရဲ့ကန်စတာကောင်တွက်ချက်ပေးလိုက်မယ်ကောင်းတာဆိုတာ ခံတာတော့တော့မှာ အေးကောင်းတာဆိုတာတွက်ချက်ပေးလိုက်မယ်မင်းပြုတ်ပြင်စရာတွေပြီးလို့ပြုတ်ပြင်လိုက်ရင်ချက်ချင်းလည်းမင်းလည်းငါ့လိုဖြစ်နိုင်တယ်လေမဖြစ်နိုင်ဘူးလို့မစုံနိုင်ဘူးလေဒါပြောရတာဟုတ်တော့ တက်ဆန်းကွာတက်ဆန်း ဟုတ်ပြီမင်းရဲ့မွေးတဲ့ကိကမင်းဗာနေတာ ငါလားငါဆက်နေတာ ငါလည်းစနေတာပဲ ဟာလား ဟင်မင်းစနေတာဘယ်လိုကြီးလဲ ငါ မင်းစနေလေးစနေလုံး ဟာအဲ့ဟောထုံးကြိုင်ဆိုတော့ဆက်နေပေါ့ဟာ အေးထုံးကြိုင်ဆိုတော့စနေတာငါမဟာဘုတ်ထောင်ကြည့်မယ် မဟာဗုဒ္ဓံ မဟာဘုတ်ထောင်ကြည့်မယ်ဒါက9နဲ့ပေါ့ ခုနှစ် ဒါကကြတော့0လား3လားမသိဘူး ခုနှစ်တုံးည 3ကနေ9ကိုဆွဲဒီဘက်ကို6ကိုမဟာဘုတ်ထောင်လိုက်တော့ မလုံးနိုင်တော့တစ်ချ မ ီ င်းရဲ့ဟျောက်မင်းရဲ့ဂျိုကရောက်အိမ်ကိုရောက်နေတယ်ကွာညံ့နေတယ်ပေါ့ ဟဲ့ရဲဝဲသူ့အိမ်သူနေတာ အေး ငါနေ ဟုတ်လား အေး ငါအဲ့ရာဟုတ်တည်လေအဲ့ရာဟုတ်ကဟိုကတော့ပြင်းတဲ့ကလားလေအဲ့ဒါမင်းအဲ့ရာဟုတ်ကိုပြောနေတာမဟုတ်ဘူးမင်းရဲ့ဇာတာခွင်ကရာဟုတ်တဲ့ကိုရောက်နေတာမကောင်းအငင်းစင်းတွေကိုဝဲနေတာ အဲ့ဒါဟုတ်ကြိုတယ် ရာဟုတ်ဂျိုတဲ့ရောက်နေတာ အဲ့လိုစီစီနေနေပြ ရာဟုတ်ဂျိုတဲ့ရောက်
ဒါကိုမင်းကြရခြေလိုက်မယ်ဆိုရင်တော့မင်းကစိုင်ကိုလို့ခြုံဖို့ရောက်တယ် ဟာဆိုင်ကောတော့မလုံးနဲ့တခြားအကောက်လေးပါတမင်လို့ပေါ့ဆိုင်ကောကျတော့ဂျိုနဲ့နဲ့ကြီးတယ် ဂျီရိုဆက်တို့ကျတော့တိတ်ဆင်းတယ် အဲ့ဒါကိုပြော ဘာလို့ပြောနေအဲ့ဒီတိရစ္ဆာန်တွေကသူကသူမွေးမျိုးရတင်းတင်းတင်းထားပြီးတော့ပောက်ရပိတ်တာနှုတ်မထားဘူးမင်းဖေကိုကျုံးစရာအကြောင်းမရှိဘူးမင်းရဲ့ကန်ဆာတာကိုပြောတာဒီကန်ဆာတာညံ့နေတဲ့ဟာတွေပြေသွားရင်ယာရုရကရောက်မှာအမြင့်ရောက်မှာ အော်မှန်လိုက်တာ အမြင့်ရောက်မှာ မှန်လိုက်တာအဲ့ဒါအခုအနေမိုင်းထဲမှာလုံးနေရ ဘာမှလုပ်နေ ငါးကန်တူးနေတာလေ အေးအဲ့ဒါနေနေဟုတ်တယ် အခုအမြင့်ရောက်တော့မှာ ဘယ်ရောက်လာတော့ ဟိုဒါတက်နဲ့ထက်တိုက်တယ် ပြုံးမကြောက်ဘူးလား မကြောက်ဘူးပယံကြီးပါလေလောက်ပါဘာလို့ပြောနေ အဲ့ဒါကိုပြောတာမဟုတ်ဘူးမင်းရဲ့ယာရုရကအမြင့် ဩ မင်းရဲ့ဒီဂုံတဲ့ကြိုကြားမှုအမြင့်ကိုရောက်မယ်လို့ပြောတာ လီဟာ ပြောတော့မှာ ကြည့်ပြီလား ဆိုတော့မင်းဒီခုနှစ်တပတ်အတွင်းမှာကွာအခုလိုလို့စီရတော့ရာဟုဂျိုးတွေရောက်နေတော့မင်းကကန်ဆာညံ့နေတဲ့အတွက်တွေ့တဲ့တန်ရုံပင်ဖြစ်ဒီပိုင်းဟာလားချက်နေအဲ့ဒါပြီးရင်တော့မင်းတေစင်းတွေမရောက်ဘူးအဲ့ဒါပြီးရင်မင်းရဲ့ကန်ဆာတက်တော့ ကျင်းနေတာ ချင်းတွေတက်တော့ငါပြောတာယုံလိုက်အဲ့တော့ငါစီမှာချီးမနေနဲ့မင်းရက်ပိုင်းပဲစောက် ရပ်ပိုင်းမဆောင်တော့ ဘာလို့ အခုတော့မန်းလေးတစ်မျိုးလောက်ပတ်လိုက် ဘာလို့လို့ တူးထွက်တိုင်ကိုဖြစ်ရင်ရတယ် သူများတို့ပြတ်တာတော့မရှာဘူး မရှာဘူးကမင်းပြီးငါပြန်လာခဲ့မယ် ပြီးရော တူးထွက်တိုင်ကိုဖြစ်ရင်ငါဇာတာကောင်းပြီနော် ကိုကိုတော့အသေးမခံနဲ့နော် မခံဘူးရ အေးတော့ ကျင်းအေး ဟုတ်ကဲ့ ပြန်လာခဲ့ ရေးလေးပါလေးတော့တောက်တော့ပါဦး ဟဲ့ငါထက်နောက်ကဆက်ရှင်ယူအောင် ဘလို့နောက်တက်တဲ့ချင်းရုံးမယ်ငါထိုးညာထိုးညာ ရှင်းနေဘလို့ အေးမကောင်းတော့ကောင်းလို့ပဲပြောရမှာပေါ့ ဟာရောက် အဲ့တော့ မင်းနာအပြိုးဘဝန်ကစားကောင်းမလေးပါပဲနဲ့ခံရတယ်လို့ရှက်သွေးဖြာနေတယ်ရော ပါပိတ်ရိုက်လိုက်ရုပ်ကိုသိချာကြီးညိုကိုင်းလာတာလောက်ဝါးရတယ်မမြင်ဘူးလား အိုးလက်ဝါရ ဟုတ်တယ် ဘသူစီမှာရဲခံရတယ် အော်မင်းမပြောတယ်လေ အေး တူးထွက်တိုင်ကိုဖြစ်လို့ရှိရင်နဲ့မင်းဇာတာတက်ပြီဆို အေးလေ အမေကပြဿနာတော့ရှာတာလေ အေးပြဿနာတော့ရှာမဲသွေးလည်းမထွက်ဘူးဘလို့ဖြစ်လဲ မင်းဆိုင်ကိုသွားတာ ငါ့ဆိုင်ကိုပြဿနာတော့ရှာလို့ရမလားကွာဆိုင်မှာငါမိမပဲရှိတယ် ဩမင်းမိမကာမပိုင်မင်းယောက်ျားမင်းရှိတယ်လေ အေးလေ ငါတို့တော့ဘာပြဿနာရှာလို့ရအောင် ဟမ် မင်းအဲ့ခေါ်ထားတဲ့အဲ့ဘေးနာကောင်မလေးကိုရီးသားသားကသွားပြောတာ မင်းက အဲ့လေမင်းမောင်ငါမေးတယ်လေနင်းတော့ဘာတော်လဲဆိုတော့ဘာမှမတော်ဘူးတဲ့ အေးဘာမှမလုပ်ဘူးလေဒါမှငါနဲ့တော်တယ်လေ မင်းညီမ ငါညမအရင်လေကွာ ဟောအဲ့လိုရောက်ပါဘူး ရောဘုံမရိုက်လိုက်လားအကိုရှိမှာတော့နော်မင်း မင်းရတယ်ကွာမင်းညီမရရင်ငါလည်းမင်းကြီးပွားချမ်းလာပြီအဲ့နဲ့တူတူလေး ဟာဖတ်ဆိုကားတယ်မင်းဖတ်ဆို 哎呦我的妈！ ပေရမမီးရ ဘာလို့ ငါငိုတွေးထွက်တော့ပြီ Oh no မင်းညီမငါရိုက်မင်းငါရောက်ပါပဲ ဟာရောက်ထက်လာကြပြီရောက်ပါတော့ခုမကန်တော့ကြီးတယ်ပဲခောက်နေဘူး ကြီးတာကောက်တာ 哎呦我的妈！